当为是你呀，说了，明个不挖的苦压他为说路线，里不挖嘛，表选木的呢，明明就那些压他的不挖里嘛，尽量比了，不挖我送了呀嘛，交比了那家，但不挖的哪路说的不挖不嘛，他话了现当你那个。罗拉家的对讲，不挖的那么跟你的不过的呀，不挖不嘛，对他们心里讲。不挖说了，开面了嘛好不？等看了的我的呀，撇清单弄啊撇了比撇清单弄撇多嘛说的，的把我的呀这个，没身上没的看。စိတ်ဟာအာယုန်နေထဲမှာပဲပြောနေတယ်အဲ့ဒါတွေကိုစဉ်းစားမိလိုက်တာနဲ့တပြိုင်နက်စိတ်ထဲမှာဘာဖြစ်လာတော့ဆိုထိတ်လန့်သွားတယ်တုန်လှုပ်သွားတယ်နောက်ကလူတွေမှာဖြစ်တတ်ပါတယ်ဘသူဖြင့်ကွယ်လွန်သွားပြီဘသူဖြင့်အိဋ္ဌာရောက်သွားပြီဆိုရင်ထိတ်လန့်သွားကြတယ်တုန်လှုပ်သွားကြတယ်အဲ့ဒီသဘောလေးဟာတန်ဝေကဆိုတဲ့အဓိပ္ပာယ်ကတရဏီနဲ့ပြောမယ်ဆိုရင်တန်ဝေခဆိုတဲ့စကားလုံးလေးကအခြေခံတဲ့စကားလုံးကဝိဇီဆိုတဲ့တန်ရှင်းရှိတဲ့ဝိဇီဓာတ်ကတန်ရှင်းရှိတဲ့ဝိဇီဆိုတဲ့ပါဠိစကားလုံးကိုအဓိပ္ပာယ်ဖွင့်တဲ့အခါမှာဝိဇီဘယဆလနေတုကြောက်ချင်းတုန်လှုပ်ခြင်းနဲ့တန်ဝေခရဲ့အဓိပ္ပာယ်ကကြောက်တယ်တုန်လှုပ်သွားတယ်သမန်ကာမဂုဏ်အာယုန်တွေမှာပြောနေတဲ့အချိန်မှာကျင့်တတ်နေကြကျင့်တတ်စရာမကောင်းတဲ့အချက်ကလေးတွေးလိုက်တန်ဝေကဖြစ်ဖွယ်ရအချက်ကလေးတွေးလိုက်တဲ့အခါစိတ်ထဲမှာတုန်လှုပ်ပြီးတော့ထိတ်လန့်သွားတာမျိုးအဲ့ဒါမျိုးလေးဟာတန်ဝေကလို့ခေါ်ပါတယ်ပုရုဇဉ်တွေမှာတော့ဒီတန်ဝေကလေးကတခဏလေးလောက်ပဲဖြစ်ပြီးတော့တော်ကြကြတော့ပြန်ငြိမ်းသွားတယ်ပျော်မြဲပြောနေကြပြန်တာပြန်ပြီးတော့ရည်မြဲရည်ပြုံးမြဲပြုံးဖြစ်သွားတယ်ပထမလေးတော့ထိတ်လန့်တုန်လှုပ်သွားတာမျိုးလေးဖြစ်သွားအဲ့ဒီထိတ်လန့်တုန်လှုပ်မှုဆိုတာသူတော်ကောင်းတွေကြတော့ပြင်းပြင်းထန်ထန်ဖြစ်တယ်ပုရုဇဉ်တွေကြတော့ခပ်ပျော့ပျော့လေးဖြစ်တာဆိုအရှိန်သိမ့်မကောင်းတော့အဝိဇ္ဇာတို့တဏှာတို့ဆိုရဲအတွေ့အတာတရားတွေကပြန်ပြီးတော့ဖုံးလွှမ်းသွားတဲ့အခါရှိတဲ့တန်ဝေကလေးဟာပျောက်ထွက်သွားပြန်